စင်ကာပူမှာ2026မှာနေနဲ့1960ကိုပြန်ရောက်သွားချင်လို့ရှိရင်ပေါ့နော်သွားလို့ရတဲ့တစ်ခုထဲတော့နေရပေါ့နော်သွားပူလာဥပင်လို့ခေါ်တယ်သူကလေစင်ကာပူရဲ့နောက်ဆုံးလက်ကျန်တငါရွာလေးပေါ့နော်အဲ့မှာထမင်းတိုက်တွေလည်းမရှိဘူးရှေ့ဟောင်းဖုံးကျောင်းတွေရှေ့ဟောင်းအိမ်တွေပြီးလို့ရှိရင်ကျမတို့စက်ပိန်ပဲစီးရပေါ့နော်အဲ့လိုနေရာလေးကိုသွားလည်ဖြစ်ခဲ့ပါတယ်ဘယ်လိုသွားရလဲဆိုတာကိုကျမကခေါ်ပြသွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ blog လေးကိုစဆုံးကြည့်ပေးနော်ကျမတို့တာနာမရာ MRT station AZV ကနေထွက်ပြီးတော့နံပါတ်2ကားကိုပေါ့နော်ဂိတ်ဆောင်ထိစီးခဲ့ပါတယ်ဂိတ်ဆောင်ကချန်ကီ Beach Point Terminal မှာဂိတ်ဆောင်ပါတယ်အဲ့ဒီမှာကျမတို့ဆင်းလိုက်တယ်ပေါ့နော်ပြီးနားမှာဈေးလေးနဲ့ဒီလို food court လေးလည်းရှိရပေါ့နော်ကျမတို့ကအကြာကြီးစီးခဲ့ရတော့ပေါ့နော်ဒီဘက်ဘေးနားမှာ food court လေးမှာမနက်စာဝင်စားခဲ့ရပေါ့နော်မနက်စာစားပြီးတော့ဒီ food court ကနေဒီခုနကဆင်းခဲ့တဲ့bus stop နားမှာပဲပေါ့နော်မုတ်ဆိုင်ရှိရဲအဲ့ဒီမုတ်ဆိုင်မှာအစုံပဲပေါ့နော်အချင်းပေါင်းတွေမုတ်တွေလည်းအစုံရှိရဲအဲ့မှာဈေးလည်းတက်တာပေါ့နော်ရေနဲ့မုံနဲ့ကျမတို့ဝယ်ပြီးတော့ဒီဘက်တက်တက်ကိုဆက်လျှောက်လာတယ်ပေါ့နော်ဒီကနေတက်တက်လေးဆက်သွားလို့ရှိရင်ကျမတို့ပူလာဥပင်ကိုဟိုဘက်ကန်ကူရမှာဖြစ်တဲ့ကြောင့်မို့ ferry boat စီးရမှာပေါ့နော်အဲ့ဒီ ferry boat စီးရဲ့ terminal လို့ရောက်ပါတယ်ဒီမှာရေးထားတာ cat not accepted cash payment only ပဲဆိုတော့ကျမတို့ပတ်စံအရွက်တွေကိုယူရမယ်ပေါ့နော်သူကပေးနှောင်းဒီဘန်ကတ်တွေနဲ့ခြေလို့မရဘူးပေါ့နော်ဒီလေကအောက်ကနေတက်တက်လေးဆင်းသွားတော့ ferry boat စီးတဲ့နေရာကိုရောက်သွားပါတယ်လေသမားကကျမတို့ကိုလာခေါ်တယ်ပေါ့နော်သူကလေဘုတ်တစ်ခုမှာလူ12ယောက်ပြည့်ရင်ထွက်ပြီပေါ့နော်ဟိုလိုမျိုးအချိန်နေတော့ခွဲဘယ်ချိန်ဆိုစကက်ဂျူးနဲ့မရှိဘူး12ယောက်ပြည့်ရင်သူကတပုတ်ထွက်တယ်ပေါ့နော် Ferry ကတယောက်ကို$4ပေးရတယ်ပေါ့နော်အကယ်၍ကိုပိုင်ဆက်ဘိန်းရှိရဲဆိုတည်သွားလို့ရပါတယ်ဆက်ဘိန်းတင်ကားက$2ထပ်ပေးရတယ်ပေါ့နော်Ferry စီးချိန်က10မိနစ်ကနေ15မိနစ်အတွင်းလောက်ပဲကြာတယ်ပေါ့နော်ဒီဘက်ပူလာဥပင်ကျွန်းကိုရောက်ခဲ့ပါတယ် Ferry ချိန်တွေကပေါ့နော်သူကမနက်6နာရီကနေည6နာရီထိရှိရပေါ့နော်ကိုကပူလာဥပင်ကိုသွားလဲမယ်ဆိုလို့ရှိရင်ည6နာရီမတိုင်ခင်ပြန်လို့ရှိရင်နောက်ဆုံးဘုတ်စီးလို့ရတယ်ပေါ့နော်ဒီဘက်က Ferry Terminal လေးကလည်းချစ်စရာကောင်းတဲ့တစ်သားထိုင်းကုန်လေးနဲ့လေလေးတစ်ဖြူဖြူနဲ့ပေါ့နော်ပတ်ဝန်းကျင်လေးကဒီလိုမျိုးလေးအရန်တာရတာပဲပေါ့နော်ကဲမာဒီမာကြည့်ကျမတို့ဒီဘက်ရောက်တော့နေပူမှာစက်ပိန်စီးရမှာမို့လို့ပေါ့နော်အုတ်ထုတ်တွေ long sleeve တွေဝတ်ပြီးမှသွားခဲ့ပေါ့နော်နောက်မှဆိုလို့ရှိရင်လူကတအားပူပြီးတော့အသားတွေမဲဖို့ရှိရပေါ့နော်နေရတော့ပူတဲ့နေရာပူတယ်နေရိပ်တဲ့နေရာရိပ်ပါတယ်အဓိကကော့ကို protect လုပ်ထားတာအကောင်းဆုံးပဲပေါ့နော်ဒီဘက်မှာ welcome to ပူလာဥပင်ဆိုင်ဘုတ်နဲ့ဓာတ်ပုံရိုက်ခဲ့ကြတယ်ပေါ့နော်ဒီပူလာဥပင်ကျွန်းကြီးကအရန်ကျဲတဲ့အတွက်ကြောင့်မို့လမ်းလျှောက်လို့ရှိရင်တအားပင်ပန်းပြီးမောမှာစိုးလို့ပေါ့နော်ကျမတို့စက်ပိန်သွားငှားမယ်ပေါ့နော်ဒီကိုရောက်တဲ့လူတိုင်းကလည်းစက်ပိန်ငှားစီးကြတယ်ပေါ့နော်van service လည်းရှိရပေါ့နော်ဒါကအသက်ကြီးရဲ့လူတွေအတွက်ထင်တယ်ပေါ့နော်ဒီမှာကားတွေလည်းငှားစီးလို့ရတယ်ပေါ့နော်သူကအဲ့လိုတနေရာနဲ့တနေရာလိုက်ပို့ပေးရပေါ့နော်ဒီဘက်ချန်လေးမှာစက်ပိန်ငှားတယ်နီးဟာပေါ့နော်ဒီမှာရှိပါတယ်အဲ့မှာစက်ပိန်သွားငှားခဲ့ပေါ့နော်ကျမတို့ကစက်ပိန်အစ်စ်ပဲငှားခဲ့ရပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီမှာစက်ပိန်ကောင်းလေးဘူကောင်းလေးပဲပေါ့နော်ဂုံတက်ဂုံစင်းနေရှိတဲ့ကြောင့်မို့စက်ပိန်တစ်ခုခုဖြစ်ရင်ဒီစက်ပိန်ကိုပြန်တွန်းနေရမှာဆိုတဲ့ကြောင့်မို့အစ်စ်ပဲငှားခဲ့ရပေါ့နော်စက်ပိန်ငှားသွားညနေ6နာရီအထိစီးလို့ရတယ်ပေါ့နော်သူက20ပေးခဲ့ရတယ်ပေါ့နော်ရွာဝင်တာနဲ့ပထမဆုံးတွေ့တဲ့ဘုံကျောင်းမှာကျမတို့ဒီမှာလဲပတ်တဲ့နေရာမှာဘေးကင်းရအောင်ဆိုပြီးတော့ဆွတ်တောင်းခဲ့ပေါ့နော်ကျမတို့ဒီနေရာရောက်နေကြမို့ဒီနယ်မြေကိုပိုင်တဲ့နှက်တွေကိုတောင်းစုပြုခဲ့ရမျိုးပဲပေါ့နော် Butterfly Hill ကိုရောက်တော့လေပထမဆုံးတွေ့လိုက်ရတာပေါ့နော်ဒီဟာပြန်တန်းနေတဲ့အရာလေးတစ်ခုပေါ့နော်ဒီဟာကလေTidalian seeds လို့ခေါ်ပေါ့နော်သူကလေအကောင်လေးတွေကျနေတာပဲအမှန်တော့သူအကောင်လေးတွေမဟုတ်ဘူးလိပ်ပြလေးတွေလိုပဲဒီလိုမျိုးလေးလေထဲမှာဒီလိုပြန်ဝဲနေတာပေါ့နော်သူကလေ
အပင်ရဲ့အစိတ်လေးတစ်မျိုးပေါ့နော်သူမှဒီလို feather လေးတွေရှိတဲ့ကြောင့်မို့ဒီလိုလေးလေတိုက်တဲ့ခါကျအဲ့လိုလေးတွေပြန်လာပေါ့နော်ကျမအရင်သဘောကျတာပဲအဲ့လိုလေးတွေပြန်ပြီးတော့သွားနေတာပေါ့နော်လေတိုက်လို့ရှိရင်ရွာကြီးကလေကျိန်မို့လို့ကျမတို့တနေရာနဲ့တနေရာဆက်ပိန်စီးပြီးတော့ပဲသွားပြီးတော့လိုက်ကြည့်ခဲ့ပေါ့နော်ဆက်ပိန်စီးရလဲရမ်းတာရဖို့ကောင်းတာပဲဒီမှာလေထပ်မြင့်တိုက်တွေမရှိဘူးအိမ်တွေအားလုံးဒီပုံစံပဲပေါ့နော်အရင်တော့ရွာပုံစံကျမတို့မြန်မာပြည်ကအိမ်တွေနဲ့တောင်တော်တော်လေးဆင်တယ်နော်သူများတွေပူလာအပြင်သွားတော့လေအမမြောက်တွေအများကြီးလို့ပြောပေါ့နော်ကျမသွားခဲ့တော့လေတကောင်ထဲတော့မြောက်ပဲပေါ့နော်ကျမတွေ့ခဲ့တာဒီမြောက်ကလေးပေါ့နော်ဒီတကောင်ပဲကျမတွေ့တယ်နော်ဒီတကောင်ပဲတွေ့တာတခြားကောင်တွေမတွေ့ဘူးသူများတွေသွားတော့မြောက်တွေအများကြီးတဲ့မြောက်တွေဆွဲมาတဲ့စက်ပင်စီတတိထားလို့ပြောတာကြားဘူးတယ်ပေါ့နော်အခုကျမဒီတကောင်လေးပဲတွေ့တယ်ပဲရောက်ကုန်လည်းမသိဘူးနော်သွားနေရင်လည်းလေမိုးကရွာလာတယ်ပေါ့နော်မိုးကပို့ပြီးတော့ကြီးလာတဲ့အတွက်ကြောင့်မို့ကျမတို့ဒီမှာအတော်ပဲပေါ့နော် Ama Food Store ပေါ့နော်သူက drink store လေးပေါ့နော်အဲ့ဒီကိုရောက်တယ်ပေါ့နော်အဲ့ဒီမှာအရောက်နာနဲ့အတော်ပဲဆိုဝင်ပြီးတော့ coconut juice တောက်လို့ဆိုပြီးတော့ဝင်သွားတာ coconut juice ကကျမတို့ရောက်တော့ကုန်သွားပြီမရှိတော့ဘူးဆိုတော့အမှ100 plus ပဲဝယ်တောက်ခဲ့ရတယ်ပေါ့နော်ဒီ food store တွေကစင်ကာပူနဲ့မတူဘူးเนาะသူကလေတစ်သားလေးနဲ့လောက်တာအဲ့ဒီရှစ်ခစ်တယ် food store လေးလုံးဝမပြုတ်မပြင်းပဲနဲ့ပေါ့နော်ဒီလိုထိမ့်သိမ်းထားရပေါ့နော်ရှစ်ခစ်အိမ်သားနဲ့မတူဘူးလားเนาะကန်နာအိမ်သားလေเนาะမိုးတိတ်သွားတော့လူတွေအလုံးပြန်ထွက်လာကြပြီဆိုတော့ကျမတို့လည်းဆက်ပြီးတော့စပိန်စီးသွားပါမယ်ဒီမှာငါးလက်မြားကြတဲ့လူငယ်တွေတော်တော်များများတွေ့ရတယ်ပေါ့နော်ဒီလိုနေရာတွေမှာငါးတွေအုပ်စုလိုက်မြားနေကြရပေါ့နော်ပြောစရာကောင်းပါတယ်မိုးရွာပြီးသွားပြီဆိုတော့လေပတ်ဝန်းကျင်ကစိမ့်ဆိုပြီးတော့အဲ့လိုလေးပေါ့နော်အေးနာပဲတနေရာအရောက်မှာကျမတို့ဒီဖျားပေါ့နော်ဗုဒ္ဓဘာသာဖျားပေါ့နော်ဗုဒ္ဓဘာသာဆိုရင်မဲ့သူကမဟာယနာပေါ့နော်တိဘတ်ဗုဒ္ဓဘာသာလိုမျိုးဖျားပေါ့နော်အဲ့ဒီဖျားရှိတဲ့နေရာကိုရောက်ခဲ့ပါတယ်ဒီထဲမှာဆုတောင်းဝတ်ပြုနေတဲ့လူတွေလည်းရှိရပေါ့နော်ကျမတို့ကဒီယဉ်ကျေးမှုကိုသိမသိတဲ့အတွက်ကြောင့်မို့ဒီမှာဒီတိုင်းပဲဝင်ပြီးတော့ကြည့်ပြီးတော့လေးလာခဲ့ရပေါ့နော်ဒီမှာဒီဘက်ခြမ်းမှာဒီဗုဒ္ဓဘာသာဒီဖျားအပြင်ပေါ့နော်သူ့ရဲ့ဘက်ခြမ်းမှာဟိန္ဒူဘုရားကျောင်းလည်းရှိရပေါ့နော်ဆက်လက်ရက်ပဲပေါ့နော်ကျမအဲ့ဒီဘက်တော့မဝင်ကြည့်ခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီမှာဟိန္ဒူဦးလေးကြီးတွေအများကြီးပဲရှိနေတဲ့အတွက်ကြောင့်မို့မဝင်ကြည့်ခဲ့ဘူးပေါ့နော်အဲ့ရနေပြန်ဆင်းခဲ့ပေါ့နော်ဒီဖျားပေါ်မှာရှိရဲစကုပန်းပင်ရတော်တော်လေးလှပေါ့နော်အဲ့ဒီအောက်ကနေကြည့်ရင်အရန်လှပဲဒီဘက်ခြမ်းမှာဗုဒ္ဓဘာသာကျောင်းဒီဘက်ခြမ်းမှာဟိန္ဒူဘုရားကျောင်းပေါ့နော်သူ့ရှေ့တက်မှာကျတော့ဖုံကြီးကျောင်းရှိရပေါ့နော်ဒီဖုံကြီးကျောင်းကတိဘက်တန်ဗုဒ္ဓဘာသာဖုံကြီးကျောင်းပေါ့နော်အထဲမှာဒီလိုမျိုးဆုတောင်းစာတွေရေးထားတယ်အဲ့ဒီအလံတွေအများကြီးကိုဒီလိုမျိုးအပေါ်မှာမိုးထားရပေါ့နော်အဲ့လိုမျိုးဒီအထဲမှာဖျားပေါ်မှာလည်းဒီလိုပဲပေါ့နော်ဆုတောင်းစာရေးထားတဲ့အလံတွေကိုရောင်စုံပေါ့နော်ဒီလိုမျိုးအမိုးမှာဒီလိုလောက်ထားပါတော့ဒါသူတို့ရဲ့ယဉ်ကျေးမှုပဲဖြစ်မှာပေါ့နော်ကျမတော့အရင်နားမလည်ဘူးပေါ့နော်ဒီဖုန်းကျောင်းကိုဝင်လေးလာခဲ့ပေါ့နော်အထဲမှာသင်္ကန်းအယောင်ကလေမြန်မာဖုန်းကြီးတွေလိုပဲပေါ့နော်သင်္ကန်းအယောင်ဝတ်ထားတဲ့ဖုန်းကြီးတွေစွန်ဖုန်းနေတာကိုတွေ့ခဲ့ပေါ့နော်အဲ့မှာအလှလုံးနေတဲ့လူတစုလည်းရှိရပေါ့နော်ကျမအဲ့ဒီဘက်တော့ဝင်မကြည့်ခဲ့ဘူးပေါ့နော်ဒီဘက်ခြမ်းနေမှာပဲကြည့်ပြီးတော့ကျမပြန်ထွက်ခဲ့ပါတယ်ကျမတို့တနေရာနဲ့တနေရာကိုစပိန်စီသွားရင်းကနေတနေရာအရောက်မှာပူကာဟေးပေါ့နော်ပူကာဟေးကကြတော့သွားတောင်ကုန်းပေါ့နော်မမဆော့ကြီးဆိုတော့သွားစပိန်ကိုအောက်မှာထားပြီးတော့ခြေချင်းတက်ရတယ်ပေါ့နော်အဲ့အပေါ်ကိုခြေချင်းတက်ခဲ့ပြီးတော့အပေါ်က view လှလှလေးကိုသွားကြည့်ခဲ့ပေါ့နော်ဒီ view ကပူလာဥပင်မှာလူတိုင်းတက်ကြည့်ကြတဲ့ view ပေါ့နော်သူကသွားရတာဒီလိုမျိုးလမ်းကျန်းတယ်လမ်းလည်းမတ်ဆောက်တယ်ပေါ့နော်ဒါပေမဲ့လည်းခြေချင်းတက်ခဲ့ပြီးတော့သွားကြည့်ခဲ့ပါတယ်အပေါ်ရောက်တော့လေဒီလိုမျိုးပေါ့နော်အောက်မှာလေဘယ်လိုပြောမလဲကန်ကြီးရှိရပေါ့နော်အရင်တော့ကြောက်မိုင်းနေလောက်ပြီးတော့ဖြစ်လာတဲ့ကန်ပေါ့နော်အဲ့ဒီကန်ကြီးကဒီလိုမျိုးလေးရှိရပေါ့နော်ရှုခင်က
တခြားလူတွေကတော့လေဒီဟာလေးကိုကြော်ပြီးတော့ဟိုတောင်တောက်အစုံလေးကနေဓာတ်ပုံရရင်တော့တအားလှပေါ့နော်ကျမကဒီပေါ်တက်တော့မောလည်းမောနေရလဲပါတယ်ပေါ့နော်အဲ့ဒါကျမအဲ့တောက်အစုံကိုမသွားခဲ့ဘူးပေါ့နော်အန်ဒီလည်းညားလို့ပေါ့နော်မသွားခဲ့ဘူးပေါ့ဒီတိုင်းလေးပဲအပေါ်ကနေပဲဒီလိုမျိုး video record လေးယူခဲ့တာပေါ့နော်ပြီးရင် wetland ဘက်ဆက်သွားလို့ရှိရင်မျောစဉ်အမြင့်ကြီးရှိရပေါ့နော်ဒီမျောစဉ်အမြင့်ကြီးပေါ်ကနေရှုခင်ကိုလည်းဒီလိုမျိုးကြည့်လို့ရတယ်အောက်မှာဆိုလို့ရှိရင်ဒီလိုboat walk လေးရှိရပေါ့နော်အဲ့ဒီကိုတွားလှည့်ပြီးတော့အိမ်ပြန်ခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တငယ်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက် vlog ဒီမှာပြန်ဆောင်ကြမယ်နော် see you next vlog bye bye